ပရိသတ်တွေကိုတချင်းကလေးနဲ့အခမ်းပေးဖို့မင်းရဲ့တောင်းဆိုမှုအတွက်ကိုယ့်ရဲ့ရင်ထဲကတီးတဲ့ပုတ်ကိုရွှေထုတ်လို့တီးဆိုလဲပြရစီရှုံးသမားအတွက်အဆက်ပြေလေးပေါ့အချစ်ရဲ့အဆက်ပြေလေးပေါ့ရွှေရောဖိတ်စာသူကိုယ်တိုင်ကမ်းပါလို့မင်္ဂလာဝဲလို့ကိုယ်တိုင်လမ်းပါလို့အရှုံးသမားလေးနဲ့ချဲခဲ့သူပါလေအနံ့ရသူတွေရှိကမောလို့ပြောပါစီပြောနေပါစေမင်္ဂလာဝဲစားစင်ကပြန်ကလာသူပါမမြည်ရစနဲ့သူနှုတ်ဆက်ရှာနာမမြကိုလေးအချင်းလေးနဲ့ဖြောပြီးပြီးကိုတို့တို့ကလေးသူကတောင်းဆိုနေအရှုံးသမားအဆက်ပြီးအချင်းလေးတစ်ပုတ်ဒီဆိုပြမယ်ခုတ်တန်လေးနဲ့ရှင်းမအားပေးလိုက်ကြတာအများအမြင်မှာအားရကျင်တဲ့ဆရာကောင်းလာပြီမဲ့ကိုယ့်ရဲ့ရှင်ထဲမှာကြည်မွလို့မတက်နှလုံးသားကိုထိုးနေတဲ့ခက်တယ်လို့ခံစားနေရပါတယ်လေမင်းတို့မင်္ဂလာပွဲမှာရောက်လာခဲ့တဲ့အရှုံးသမားအတွက်ပြန်လဲတောက်ပြန်ပြီးတဲ့မင်းရဲ့အပြုံးလူကြားကငိုရှာပြီးတဲ့ညုံလေးဟာအရှုံးသမားအတွက်အဆက်ပြေလေးကိုအချစ်ရဲ့မင်းတို့ကိုယ့်ရဲ့အသေးနှလုံးကိုလမ်းခင်းပေးလို့မင်းလို့ရနင်းသွားပါတော့မင်းဘဝလေးထာဝရပျော်ရွှင်ပါစေအချစ်ရဲ့ရွှေရောင်ဖိတ်စာသူကိုယ်တိုင်ကမ်းပါလို့မင်္ဂလာဝဲလို့ကိုယ်တိုင်လမ်းပါလို့အရှုံးသမားလေးနဲ့ချဲခဲ့သူပါလေအနံ့ရသူတွေရှိကမောလို့ပြောပါစီပြောနေပါစေမင်္ဂလာဝဲစားစင်ကပြန်ကလာသူပါမမြည်ရစနဲ့သူနှုတ်ဆက်ရှာနာမမြကိုလေးအချင်းလေးနဲ့ဖြောပြီးပြီးကိုတို့တို့ကလေးသူကတောင်းဆိုနေအရှုံးသမားအဆက်ပြီးအချင်းလေးတစ်ပုတ်ဒီဆိုပြမယ်
၍